လောကမှာအရေး၅မျိုးရှိတယ်သစ်ပင်ဤအရေးဆွေမျိုးဤအရေးမိဘဤအရေးဆရာဤအရေးဗုဒ္ဓဤအရေးဆိုတာအေးမြတဲ့စွမ်းအားတတ္တိရှိတဲ့အရာတွေပါပဲအေးမြမှုကိုပေးစွမ်းနိုင်တဲ့အရာတွေပေါ့သစ်ပင်ဤအရေးဟာအေးမြစေတယ်အေးမြတယ်ဆိုပေမဲ့အကိုင်းအခက်အရွက်အလက်မရှိတဲ့သစ်ပင်အရေးကတော့အေးမြမှုကိုပေးနိုင်မှာမဟုတ်ဘူးအေးမြစေမှာမဟုတ်ပါဘူးဆွေမျိုးအရေးအေးမြတယ်အေးမြစေတယ်ဆိုပေမဲ့ဝေဒီဖြစ်စေနီးဒီဖြစ်စေစောင့်ရှောက်မှုပြုစုမှုပြိုးထောင်မှုမရှိတဲ့ဆွေမျိုးအရေးဟာလည်းအေးမြမှုကိုပေးနိုင်မှာမဟုတ်ဘူးအေးမြစေမှာမဟုတ်ပါဘူးမိဘအရေးဟာအေးမြစေတယ်အေးမြတယ်ဆိုပေမဲ့လည်းမလိမ္မာကြတဲ့မိဘအရေးမကောင်းတာကိုမတားမြစ်ကောင်းတာကိုမညွှန်ကြားနိုင်အတတ်ပညာသင်မပေးစတဲ့မိဘဝတ္တရားတွေမရှိတဲ့မိဘစိတ်မရှိတဲ့မိဘအရေးဟာလည်း